ဒီအမျိုးသမီးရဲ့သားကဒီကြီးကားကိုအတွင်းကနေမတော်တဆလော့ချလိုက်တယ်သူ့အမေဆန်ဒရာကကားကိုဖွင့်ဖို့စူးစမ်းပေမဲ့မအောင်မြင်ပဲအခုညီတောင်းကိုလေစိတ်ကိုတွားခဲ့ပေမဲ့လေစိတ်ကဟောင်းလွှမ်းနေတာကြောင့်ဘသူကမှရှာမတွေ့ခဲ့ပါဘူးအဲ့ဒီနောက်အပူကြောင့်တားဖြစ်သူတတိလက်ဖာတာကိုတွေ့လိုက်ရတယ်ဒါပေမဲ့ကန်ကောင်းတာကကားထဲကပန်ကာတွေကလဲပတ်နေတော့ပဲဒါပေမဲ့ AC အလုံးမလွတ်တာကြောင့်ခလီးရဲ့အခြေအနေက10မိနစ်ပြီး10မိနစ်ပိုဆိုးလာတယ်ဒါကြောင့်ဆန်ဒရာကအပူနည်းနည်းကျတော့အောင်ကားပေါ်ကိုရေဖျန်းပြီးမဲ့ဘာမှမထူပါဘူးအဲ့နောက်ဆန်ဒရာကကားထဲကိုမီးခိုးဝင်အောင်ကားအနီးမှာမီးရှို့လိုက်တယ်ဒါမှအကားစနစ်ကမီးခိုးကိုတိရှိပြီးပဒင်းပေါက်တွေကိုဖွင့်ပေးမှဖြစ်ပါတယ်ဒါပေမဲ့ကားထဲကိုမီးခိုးဝင်အောင်ကားစနစ်ကပန်းကားတွေကိုပိတ်လိုက်တယ်ဒီအတွက်ကြောင့်ခလေးစီကိုလေနည်းနည်းလေးရောက်လာတယ်အဲ့ဒါလေးချီထားတယ်အဲ့ဒီနောက်ဆန်ဒရာကစိတ်တက်ကြပြီးကားကိုတောင်ပေါ်ကနေတွန်းချလိုက်တယ်ဒါကြောင့်ကားစနစ်ကကားမတော်တဆချစ်သွားပြီလို့ထင်သွားတယ်ဒါကြောင့်ကားစနစ်ကတကားတွေကိုဖွင့်ပေးလိုက်တယ်နောက်ဆုံးတော့သူတို့နှစ်ယောက်လုံးဒီကန်တရားတွေကနေထွက်သွားကြတယ်